ရန်ကိုပြောစရာကောင်းပါတယ်ဒီမှာပေါင်ချရေတကွန်လုံးထားတာဘဲလည်းရှိတယ်ပေါင်ချရေထားတာမှငှက်တရောဖုံမဲ့ဒါဆာလွေလာကွန်လို့ခေါ်ပါတယ်ရန်ကိုပြောစရာကောင်းပါတယ်ဒီလိုပဲတောထဲကြီးလိုပဲဒီနေရာလေးကတော့ဆန်ဝေးပီရမစ်နဲ့ဆန်ဝေးယူနီဗာစီတီဂျားလေးပေါ့နော်တယောက်ကိုဝင်ခဆိုရင်ပေါ့150လူကြီးပေါ့နော်သူကတစ်ခါတလေပရိုမိုရှင်လည်းလုပ်ထားတယ်ပရိုမိုရှင်နဲ့ဆိုရင်တကတ်ကိုနေရာကျဲရချင်ဝင်လို့ရတယ်ပေါ့နော်ဒါပုံမှန်အဝင်ထွက်လို့ရတယ်ဒါပေမဲ့ကိုယ်ဝယ်ချင်တဲ့ချိန်ဝယ်လို့မရဘူးဟာကောင်းကြပါကောင်းနေလဲကျွန်တော်ဗီဒီယိုတွေမှာတွေ့ရတယ်မနော်ငါလည်းချီချီပဲ